ဟုတ်တယ်ဒီဝါရောင်လေးပဲငါဝယ်ပေးထားအခုနေဝေးထားတဲ့အင်ကြီးကလည်းငါဝယ်ပေးထားလေအဲ့အင်ကြီးလည်းပေးစို့ နေပါငါနဲ့ကိုမင်းရရှိသေးတယ်နင်းနဲ့ငါနဲ့လည်းပြက်ရောနင်ဝယ်ပေးထားတဲ့အကောင်လုံးပြန်တော့အဲ့ဒါအချစ်ပေါ်လေဟဟလား တဲ့ဒီကိုရုတ်တရက်မြင်မြန်ခေါ်တာဘာအရေးကြီးပြောစရာရှိလို့လဲတဲ့ရဲ့ ဟိုပြောစရာဘာလဲဆိုတော့တက်ကိုနဲ့လမ်းခွဲရအောင်ဆက်တွေ့ဖို့အဆင်ပြေတော့လို့ပါ ဟာတဲ့ဘာလို့လဲတဲ့ရဲ့တဲ့သိရမလားကိုကတဲမရှိပဲအသက်ရှင်မနေနိုင်ဘူးဆိုတော့တက်သိရသားနဲ့ဟို လမ်းခွဲရတဲ့အကြောင်းရင်းကိုတဲမှန်တိုင်းပြောပြပါမယ်မနေ့ကတဲရဲ့ဆုံးသွားရဲ့အဖွားကလေတဲကိုအိမ်မက်လာပြီးရဲ့ကိုရဲ့အိမ်မက်ထဲမှာလေအဖွားတမိချမ်းနိုင်သူနဲ့ပဲလက်ထက်ရမယ်တဲ့အဲ့အဖွားဖြစ်နေတဲ့ဆန္ဒလေးရဲ့အဲ့ချိန်မှာတဲစဉ်းစားလိုက်တာကိုကမချမ်းသာဘူးလေအဲ့ဒါဆက်တယ်လို့ဆင်ပြေတော့ဘူးပေါ့ကိုရဲ့အဲ့ဆန္ဒလေးကိုမှတဲလိုက်ရုံးပေးလို့ရှိရင်ဆုံးသွားရဲ့တဲဖွားဝင်ညာလေမကျွတ်လို့ပဲဖြစ်နေမှာဆိုလို့ပါကိုရဲ့ ဟာတဲ့ကိုကမချမ်းသာပြီမဲ့တဲဖြစ်နေတာတွေကိုတဲလို့ချင်တာတွေကိုရအောင်ဖြည့်ဆည်းပေးရလေတဲ့ရဲ့ sorry ပါကိုရဲ့တဲချမ်းသာသူနဲ့လက်ထက်မှာရမှာမို့လို့ပါတော့ကြနေလေဆုံးသွားရဲ့တဲဖွားကလေမကျွတ်လို့ပဲတရေဖြစ်နေမှာဆိုလို့အဲ့ဒါကြောင့်မလို့တဲထက်ပါမယ်လို့ပဲရှာတွေ့လိုက်တော့နော်တဲကိုမိလိုက်တော့တိုက်နော် တဲ့တဲ့ ဟဲ့နင်နဲ့ငါနဲ့ပြက်ပြီလို့ပြောနေတာဘာလို့ငါဖုန်းနဲ့ခဏဆက်ပြီးနှောက်ရှက်နေရလဲ နေနဲ့ငါနဲ့ပြက်ပြီလေဟုတ်တယ်မလားအဲ့ဒါဆိုရင်ငါဝယ်ပေးတဲ့ iPhone ငါ့ကိုပြန်ပေး iPhone ရှော့ညမပေးတာလေဖုန်းဟာမလည်းမသိ ဟဲ့ခဏနေရောအဲ့ကာကလည်းငါပဲဝယ်ပေးတာငါ့ကိုပြန်ပေး ရှော့ ဟဲ့ခဏနေရောနေလေထားတဲ့ပတ်စံကြီးကလည်းငါပဲပေးထားတာအဲ့ပတ်စံကြီးငါ့ကိုပြန်ပေး ရှော့အေး ခဏနေရောနေလေပြီးမှဝစ်ထားတဲ့ရွှေဆွဲကြိုးကလည်းငါပဲဝယ်ပေးထားတာအဲ့ဆွဲကြိုးငါ့ကိုပြန်ပေး 你别笑。 ရှော့ရော့ဒါညမပေးတာဆွဲကြိုး ခဏနေရောနေစည်းတဲ့ဖနက်ကလည်းငါပဲဝယ်ပေးထားလေအဲ့ဖနက်လည်းပြန်ပေးငါ့ကို ပြီးရော့ရှော့မရော့နင်ဖက်ဒီမှာနင်နဲ့ငါနဲ့တကယ်ပြက်ပြီနော်လုံးဝဆက်မတွဲဘူး ငါနဲ့ပြတ်မယ်ဆိုရင်ငါနဲ့ဝယ်ပေးထားဒီအင်းကြီးအခုကျရင်ချွတ်ပေးချွတ်အခုကျရင်ချွတ် ဒိန်းကြီး ဟုတ်တယ်ချွတ် 这你别笑。 ရှော့နိုင်ဘူး ခုနေဝေးထားတဲ့ဝါရောင်ဘော်လီကလည်းငါပဲဝယ်ပေးထားတာအခုကျရင်ချွတ်ပေးအခုကျရင်ချွတ်ပေး ဟမ်ဘောလီရော ဟုတ်တယ်ဘော်လီရောချွတ် ရှော့ ဟုတ်တယ်ဒီဝါရောင်လေးပဲငါဝယ်ပေးထားဟောဟာဒီအင်ကြီးလည်းငါပဲဝယ်ပေးထားလေ စို့နေပါငါနဲ့ကိုမင်းရရှိသေးတယ်နင်နဲ့ငါနဲ့လည်းပြက်ရောနင်ဝယ်ပေးထားတဲ့အကောင်လုံးပြန်တော့အဲ့ဒါအချစ်ပေါ်လေဟဟလား ဟောနေမဲမနေ့ကငါ့ကိုပြောတာလေနေရစုံသွားတဲ့အဖွားနေအိမ်ဘက်ထဲလာပြီးတော့နေကိုချမ်းသာတဲ့ကောင်လေးနဲ့ယူခိုင်းတာမလားနေကချမ်းသာတဲ့ကောင်လေးနဲ့မယူရင်နေစုံသွားတဲ့အဖွားရဲ့ဝိညာဉ်ကမကြွပဲစိတ်တော့ကရောက်နေပါလေအဲ့ဒါကြောင့်နေငါ့ကိုဖျက်လိုက်တာမလားဟုတ်တယ်မလား အေးလေအဲ့ဘာဖြစ်လို့လဲ အခုငါနေကိုအရင်ကပေးထားတဲ့ပစ္စည်းတွေလက်ဆောင်တွေပြန်တောင်းနေဆိုတာငါစိတ်နဲ့ငါပြန်တောင်းတာမဟုတ်ဘူးမင်းညကလေငါဆုံးသွားတဲ့အဖိုးကအိမ်မက်ထက်လာပြီးတော့ငါ့ကိုပြောတာမင်းကောင်မလေးကိုပေးထားတဲ့လက်ဆောင်တွေပစ္စည်းတွေပြန်တောင်းနဲ့ပြန်မတောင်းရင်အဖိုးဝိညာဉ်ကကျွတ်မှာမဟုတ်ဘူးတဲ့ ဟမ် ဟုတ်တယ်ငါစိတ်နဲ့ငါဆိုမတောင်းချင်ပါဘူးဟာငါနေရှိကပြန်မတောင်းရင်ငါအဖိုးဝိညာဉ်ကကျွတ်မှာမဟုတ်ဘူးစိတ်တော့ကရောက်နေမှာအဲ့ဒါကြောင့်ပြန်တောင်းတာပါတမျိုးမထင်ပါနဲ့တကယ်အမှန်တမ်းပြောငါမတောင်းချင်ဘူး အေးပါထားလိုက်ပါတော့အဲ့ဒါအရေးမကြည့်ဘူးနင်တို့ကလည်းငါမအင်းကြီးလည်းမရှိတော့ဒီတိုင်းပြန် နေတော့မိန်းကလေးတွေပဲလဲတယ်ထင်တာလားငါတို့ယောက်ျားလေးတွေကနေတော့မိန်းကလေးထက်အစားတရားပို့ပြီးလဲတယ်နေတော့ချစ်လို့သာမလဲချင်အောင်စောင်းနေတာကွာ ရှားပါလေခုနေ့ကြောင့်ငါအင်းကြီးပါပဲအိမ်ပြန်တော့တော်တော်ရုံးပါလေ